တာချီလေးကိုပို့ပြရမယ်ရတနာတစ်ဆက်စာနဲ့မိတ်ဆက်ပေးခြင်းပါတယ်ရှင်ဒီရက်ပိုင်းမှာတော့စိုးအောင်လေးတောက်လျှောက်ကြွားမယ်နော်ချစ်ဆုံးလေးတချို့ကလည်းနနီကိုပေါ့နော်ထိုင်းကလားထိုင်းမှာရောင်းတာလားလာရှုံမှာရောင်းတာလားမူဆယ်မှာရောင်းတာလားဆိုနနီကမန္တလေးမြို့ကနေရောင်းနေတာပါရှင်ဒါတွေကပေါ့နော်တလီရောက်တဲ့မြို့တိုင်းကိုနနီအိမ်ရောက်ငွေချစ်စနစ်နဲ့ရောင်းချပေးပါတယ်ရှင်မိုးဆောင်တဲ့ကဆက်သွယ်ရလွယ်ကူအောင်ပို့ကလေးပဲကြိုယူပါတယ်ကျန်တဲ့ပစ္စည်းပေါ်တော့အိမ်ရောက်ငွေချစ်ပါဒါလေးကတော့ပေါ့နော်တာချီလေးမြို့ကညီမလေးဝယ်ယူအားပေးသွားတဲ့ထဲမှာပထမဆုံးကတော့ဒီဘောလုံးဟန်ချင်းလေးပါဘောလုံးဟန်ချင်းလေးကနနီစီမှာဒီဇိုင်းနှမျိုးရှိတယ်အကြီးနဲ့အသေးနဲ့ပေါ့ဒါတွေကအလုံးကြီးတဲ့ဟန်ချင်းလေးပေါ့နော်အပေါ်မှာစစ်ဖြတ်လေးရတယ်နဲ့ပိန်ပိန်ဝါဝါဝေးလို့ရတယ်ဘာလို့လဲဆိုတဲ့အခါကျဒီမှာကအလျှော့အတင်းလုပ်လို့ရတာဖြစ်တဲ့တော့ဘောလုံးဟန်ချင်းလေးတစ်ခုပါမယ်ပြီးလို့ရှိရင်တော့ပေါ့နော် 3D ပန်းဝင်တော့ 3D လူမျိုးပေါ့နော်ကလစ်ကလေးတစ်ချောင်းပါတယ်ဒါတွေကအထက်ရတဲ့ရွှေရောင်လေးအပြင်ရတဲ့ရွှေရောင်လေးပေါ့နော်ရွှေရောင်မှကြိုက်တယ်ဆိုတဲ့သူမှဒါဝယ်ပြီးတော့ပန်နဲ့ကလစ်မျိုးပဲဖြစ်ပါတယ်ပြီးလို့ရှိရင်တော့ပေါ့နော်ဒီလိုမျိုးချစ်စရာကောင်းပါတော့နနီစီမှာ best seller ဖြစ်တဲ့ပေါ့နော်ဘောလုံးလက်စွပ်ကလေးတစ်ခွင်းပါပါမယ်ပြီးလို့ရှိရင်တော့ပေါ့နော်ဒီလိုမျိုးမူလီကြီးအသားတစိမ့်ပါပါတော့ဒီလိုမျိုးပေါ့နော်မိုးရေစဲနှဆွဲလေးတည်ရင်ပါပါမဲ့ချက်စုံလေးမူလီကြီးအသားတစိမ့်နှဆွဲလေးပါနနီခုရောင်းချနေတဲ့ပစ္စည်းလေးတွေအားလုံးကပေါ့နော်16ပဲရေကာလာရက်ပါရွှေအစစ်နဲ့တရားအခိုင်နှုန်းတူတဲ့ပစ္စည်းလေးတွေဖြစ်ပြီးတော့ပေါ့နော်ရွှေနေရာမှာအစားထိုးဝတ်ချင်တဲ့သူတိုင်းမဖြစ်မနေဝယ်ဝတ်ကြတဲ့ပစ္စည်းလေးတွေဖြစ်ပါတယ်ရှင်းကိုရင်ကပုံလေးတွေကပေါ့နော်ရိုးနေလို့ပဲဖြစ်ဖြစ်ပေါ့နော်ဒီဇိုင်းဆက်ဆန်းလေးတွေကိုအရော့တော့လက်ခံမပေးဘဲနဲ့ပေါ့နော်ဝတ်ချင်တာပဲဖြစ်ပေါ့နော်ဒီလိုမျိုးဝယ်ဝတ်ကြတာဖြစ်တဲ့အတွက်ပေါ့နော်ဒါလေးဆိုလို့ရှိရင်လည်းပေါ့နော်ပန်းပွင့်ဘောလုံးကျိုးလေးပါချစ်ဆုံးတို့ဒီမှာတန်ကျိုးကလည်းနမျိုးတစ်ချက်သားအဟန်ရှိတဲ့ကျိုးနဲ့တေချာလေးလုပ်ပေးထားတာဖြစ်ပြီးဒီမှာကလည်းနားချိန်နဲ့ပေါ့နော်ချစ်ဆုံးတို့ဒီမှာဒါလေးတွေကပေါ့နော်ရွှေအစစ်နဲ့တရားခိုင်နှုန်းတူတာမို့လို့ပေါ့နော်တကယ်ကိုမှပေါ့နော်ဒါလေးဆိုလို့ရှိရင်တကုံးနဲ့ဝတ်တာနဲ့လှတဲ့ချစ်ဆုံးတို့ဒီဟာလေးတကုံးပါမယ်ပြီးလို့ရှိရင်တော့ပေါ့နော်ရွှေကျဲသီးလေးပါဝယ်ယူအားပေးသွားတာဖြစ်ပါတယ်ရွှေကျဲသီးလေးကလည်းပေါ့နော်ဒီမှာဒီလိုမျိုးချင်းလုံးကျဲသီးလေးပါရှင်အရန်ကိုချစ်စရာကောင်းတဲ့ချင်းလုံးကျဲသီးလေးပါနော်ဒီလိုမျိုးလေးဒါလေးက9လုံးရယ်နဲ့အတူအခုလိုမျိုးပေါ့နော်တစ်ဆက်စာလုံးဟိုမှာကျဲသီးလေး9လုံးပါမယ်ပြီးလို့ရှိရင်ဒီလိုမျိုးပန်းပွင့်ပေါ့နော်ဒီကျိုးလေးတစ်ခုပါတယ်ပြီးလို့ရှိရင်တော့ကလစ်ကလေးတစ်ချောင်းပါမယ်ပြီးတော့ဟန်ချင်းလေးတစ်ခုပါမယ်ပြီးလို့ရှိရင်လက်ဆွဲလေးတစ်ခုပေါ့နော်ဒီလက်စွပ်ကလေးတစ်ခွင်းပါတယ်လက်စွပ်ကလေးတစ်ခွင်းပါတယ်ပြီးလို့ရှိရင်တော့နှဆွဲလေးတရံပေါ့နော်အကုန်လုံးစုပါ1 2 3 4 5 6မျိုးမှာမြန်မာငွေကြတစ်သိန်းစွန်းလေးနဲ့ဝယ်ယူအားပေးသွားတာဖြစ်တဲ့အဲ့ပေါ့နော်ကျန်တဲ့ချစ်စုံလေးလည်းအခုလိုမျိုးရွှေနေရာမှာအစားထိုးဖို့ရွှေအစားထိုးလက်ဝတ်ရတနာလေးတွေကိုရချင်နေဆိုတော့ဘိုက်ပါ39966063မှာဆက်သွယ်စုံနဲ့မြင်းမြင်းပြီးတော့ဝယ်ယူအားပေးလို့ရတယ်ဒါတွေရောင်းချပေးတဲ့အခါမှာဒလီရောက်တဲ့မျိုးတိုင်းကိုအိမ်ရောက်ငွေစနစ်နဲ့ရောင်းချပေးတော့ညလည်းပို့ဆောင်တဲ့ကားဆက်သွယ်ရလွယ်ကောင်းသိပို့ကလေးတော့ကြိုးယူပါတယ်ရှင်းပို့ကလေးတွေရောက်ပြီးစွာနဲ့တက်ဆိုင်ရာဒလီနဲ့အပြီးတော့ချစ်ဆုံးတို့လက်ထဲကို3-4 5တွေရောက်ဖို့ကြောင့်လဲတည်င်းကောင်းလေးပါရင်းနဲ့ပေါ့နော်။လုံကြီးစွာဝယ်ယူအားပေးကြတဲ့တဦးတယောက်လည်းကျေးဇူးအများကြီးတင်သလိုနွနီကိုဝင်းရံပေးနေကြတဲ့ချစ်ဆုံးလေးတွေအားလုံးလည်းကျေးဇူးအများကြီးတင်ပါတယ်။ဒီပနိုင်ငံကဝယ်တော့မယ်ဆိုရင်တော့ငွေကြိုလွှဲရပါတယ်။ငွေလွှဲလေးရောက်ပြီးစွာနဲ့တက်ဆိုင်ရာကားကိုလေးနဲ့အပြီးတော့ချစ်ဆုံးတို့လက်ထဲကိုတပတ်10အတွင်းရောက်ဖို့ကြောင့်လဲတည်င်းကောင်းလေးပါပေးကြပါတယ်ရှင်။